အားလုံးပဲမင်္ဂလာပါခု vlog လေးကတော့ဒီဇင်ဘာလကိုတငယ်ချင်းနဲ့ဖြစ်တမ်းမဲ့ vlog လေးပဲဖြစ်ပါတယ်ဒါကတော့ဆက်မိနဲ့စုနာမနာတို့လာတာကိုစောက်ရင်းနဲ့တဆောင်ဝင်ဆက်ရှောက်ပတ်နေရပါတော့ရှောက်ပတ်ကြည့်လို့ပြီးရဲ့အချိန်မှာမချိုင်စခရင်းလေးစားမယ်ဆိုတဲ့အချိန်မှာမှအကုန်လုံး out of stock ဖြစ်နေပါတယ်အကုန်လုံးဦးဖြစ်နေတယ်လားအခုကတော့ window shopping လုပ်ပြီးတော့တော်တော်ပြန်နေပြီပေါ့နော်အားတော့မနာတို့စောင်းနေပဲတစ်ချောင်းတစ်ချောင်းသုံးချောင်းပေါ့နည်းနည်းလေးဝင်စားပေါ့ရိုက်နေဒါမရိုက်နေကွာသွားလိုက်တော့ဘာလဲဟိုရှောဝါမာချိကန်ရှောဝါမာကိုထက်လာချစ်စလေးအဲ့တော့လောက်ထားပါနော်မဝဲကျွေးပဲတူတူဆန်းဆန်းနော်ရုပ်တရက်ကြီးပြောကျွေးမှာလေအဲ့လိုမာလာရှမ်းကောပါအဲ့ဟာကျွေးမှာလေဒီယာနဲ့ဒီကပိုသေးကြီးလို့လဲဒီကတော့တော့လောက်ပဲကျွန်တော်3000လောက်ပဲအော်မီယာနဲ့ကျင်းရပေါ့ကြာနေတော့ဗီဒီယိုကမီယာနဲ့နည်းနည်းအများကြီးတော့ဖဲဆက်လားဒီယာနဲ့မာလာရှမ်းကောလို့ပဲတက်လို့အဲ့လိုမျိုးတွဲစားရွေးနေတာဒီယာနဲ့ပဲဆက်နေတယ်ယေအဲ့ဒါဘီယာဘယ်လောက်လဲဘယ်တစ်ခွက်လဲဒါဘီယာဝါတော့ဝါအမအရင်ထူးဆန်းနေမတင်ဘူးလားအမသူနဲ့တွဲလားအမသူနဲ့တွဲလားနှစ်နှစ်ကျော်ဟုတ်တယ်မလားနှစ်နှစ်ကျော်ဒါအရင်ထူးဆန်းနေလို့မတင်ဘူးလားနော်ရွေးကျွေးဆိုတာရှိလားဟုတ်ပါဘူးဂျားရမှာလည်းမနာနဲ့မတွေ့ပြီးတော့ပြင်နေတယ်မတော်ဘူး Brother What's that What's that brother ဒီနေ့ဝယ်ကျွေးမယ်နေပါတယ်အများစားလို့အများစားလို့ဒီနေ့ဝယ်ကျွေးမယ်မနေ့ဒီမဲ့ကျွေးမယ်လေလည်းတော့မကျွေးတော့ဘူးပြောလို့ဒါအခွင့်ကြုံလားအခွင့်ကြုံဒီမှာပါလေပြောလို့မပြောဘူးဘာလို့ပေါ့နော်ကြီးကျွေးရဆိုစွန့်သားလိုက်4000ချောက်တာဘာပြေဒါဘလောက်ဒါဘီယာဘလောက်ဘယ်ဆက်ကလွေးတော့ နော်အစ်မေးလားစားလိုက်ပြီ तू ကစားလိုက်ပြီခဏလေးမပြောနဲ့ပြောနဲ့ဟုတ်ပါပဲငါပဲဟိုပါတော့လုံးဝမမီ FM မှာပဲဆိုလုံးဝမမီ FM မှာပဲဆိုတော့ကျစင်အဲ့တော့ဒီများရတဲ့ကြီးဖြစ်နေနော်ဟုတ်တယ်နော်အဲ့ FM မှာစားပြီးတော့မပြေးတော့နိုင်တယ်စားတော့လားအမစားတယ်နော်ဒီအမှန်တိုင်းပြောတာပါ FM မှာကိုကောင်းတယ်လုံးဝတက်တက်ကြီးဖြစ်နေဆမ်မီတို့အခုရောက်နေတာစမ်းချောင်းလင်းပေါ့နော်သူကညမဲ့ဆိုလို့ရှိရင်တကယ်ချင်းနဲ့အလိုစုထိုင်းပြီးစကားတွေပြောမုန်းနေစားမယ်ဆိုတော့အဆင်ပြေဒါပေမဲ့အလိုတချို့ဖြတ်သွားဖြတ်လိုက်လူတွေပြောတော့ကြားရတော့ဟာဘာလည်းမရှိဘူးဘာဖြစ်တယ်ညာဖြစ်တယ်အဲ့တော်တော်များများတော့လူကြီးတွေပြောတာပေါ့နော်ဒါပေမဲ့လူငယ်တွေတော့ဒီနေရာလေးကတော့မစိုးဘူးလို့ထင်တယ်ရန်ကုန်မှာလည်းဒါမျိုးတွေကတိတ်မှမရှိရဘူးတော့ဒါတော့ကချီကိုက်နဲ့ကြော်လုံးဖြစ်ပါတယ် ဒါကတော့ခါလေးပြန်ဖြစ်ပါတယ်
တိုက်ရလေတော့ရလား ဟမ်ဘီယာနဲ့လေဟုတ်မှာတော့ ဒီကလေးကယောက်ျားလေးအဲ့လိုခွန်ကြည့်လို့ဖြစ်တယ်လား ဖွင့်ပြပါလေနော်ရ မင်းကကြောက်လိုလိုလေးထားတာကြောက် ပါဆက်လေးအုပ်ပြီးစားဖြစ်တယ်လား ဟုတ်ရေချင်တော့လို့ဘီယာနဲ့ နေချင်းနဲ့ပထမရက်ကတော့ပြီးသွားပါပြီမနေ့ပြန်လက်ဆောင်လေးဖို့လဲလက်ဆောင်နေရဝယ်ပြီးပြီဆိုတော့ပြန်ပါတော့မယ်ဒါကတော့နောက်တစ်နေ့ဖြစ်ပါတယ်နော်ကြီးစပင်းညက်တာကိုအရင်လိုက်ဆောင်တာပေါ့နော်ဘွားမလေးတစ်ခါမှယောက်ျားလေးစပင်းညက်တာဒီလောက်ကြာမှမထင်ခဲ့ဘူးမင်းကလေးထက်တောင်တော်တော်ကြာတာ ဒီမှာကားလောင်ငားနေပြီကားလောင်ငားနေပြီအခုကျမှရိုက်ဖို့တည်းရ ဒီရောင်းရိုက်မယ်ပြောထားတာဟိုဆိုင်မှာစားလို့ဒီမှာပြရပါတယ် ကားလောင်ငားနေ fresh ဟဲ့ဟုတ်တာဟုတ်တာဟဲ့ခက်ခင်နေ စပင်းသွားရတော့တနားကြီးကြော်လောက်ဆောင်လိုက်ရတယ် မထင်သိရပြ တပိုက်ရပိုက်ရ ဟုတ်လားဒီရုပ် နောက်ကျတယ်နောက်အဲ့နောက်ကိုပြတ်တာဒီ40တောင်ကြာပြီးရောတည်နေတယ်တည်ရ ကလေးညက်လို့ရှိရင်15မိနစ်တော့မကြောက်ဘူးသူ့ပြီးပါတော့ချောင်း တမြင်နေနေညက်ညင်နေတော့တိုင်းကောင်းမယ် လမ်းမတော်အိုးရှိမှာစားခဲ့ရပါတော့အခုတော့နောက်ထပ်ကဖေးကိုတောင်းနေပါပြီသူတို့ကိုရောက်နေတာကတော့ PT ရန်ကုန်ပေါ့နော်သူ့ဆိုင်ကမုံနေနဲ့တောက်ဆရာကြီးကြိုက်လို့သွားတာပေါ့နော်အဖွဲစုံနဲ့အဲ့ကိုပဲသွားပြကြဖြစ်ပါတယ်ဒါမဲ့တောင်းကလာဆိုင်ကိုပို့ကြိုက်တာပေါ့နော်ဒီဆိုင်အရသာလေးကတော့နည်းနည်းကွဲနေလို့ထုံးစံတိုင်းဆက်မိရတော့မချပါပဲ ဆုံးတဲ့တဲ့အရင်ပြီး စုံတိုင်းချမယ်နိုင်နေလို့ ဟုတ်ကဲ့အခုကတော့ဆက်မျိုးလက်ဆောင်လေးရဲ့ trend ကို join နေရဖြစ်တယ်ပေါ့နော်ဗီဒီယိုအပြည့်စုံလေးကိုကတော့ TikTok မှာတင်ပေးထားပါတယ်အခုဒါကတော့ဆက်မျိုး TikTok အကောင့်လေးပါအဲ့မှာတော့ကြည့်လို့ရပါတယ်ဟုတ်ကဲ့ဒါကတော့နောက်တစ်နေ့ New Year 31ရက်နေ့ဖြစ်ပါတယ်စားပြီးတော့မှဘာထွက်လာတာ ဘယ်လာလို့ အချိန်ုံကြည့်ရော7နာရီ မေးနေရဘာကုန်းလောင်ကုန်းနေပြီဟုတ်ပါကုန်းကုန်းနေ morning ပါခုကတော့မနက်စာထစားကြတာဖြစ်တယ်ပေါ့နော်မနက်အစောကြီးဆိုပေမဲ့7နာရီလောက်ရှိနေပါပြီဒါကတော့နောက်တစ် round ပါဒါတော့ကျမတို့ room tour ပါကတည်းကတော့ game စိုက်ပါနဲ့ဒါတော့ကျမတို့ view ပါစင်ပြပါရဲ့ခုကတော့ရေသွားကူးမှာပေါ့နော်ရေသွားကူးဖို့ဒါတော့ဒီဘက်ချမဆက်မိလို့ခံဟိုဘက်ချမပြ ကောင်းမလား Yeah ကဲရေသွားကူးဖို့ ready ဖြစ်နေပါပြီ ခုပဲတော့မှလဲအေးတော့စိတ်မှာ ဘာကူလေ โอเคအခုကတော့တစ်ဖွဲ့လုံးရေကူးမယ်ဆိုလို့အသေးပြောနေတာဖြစ်ပါတယ်။မှန်တွေ့တိုင်းလည်းအဲ့လိုရက်ပြီးရိုက်ကြပါတယ်
ဖြစ်တာလဲဘာဖြစ်တာလဲ I am under the water. Please help me. Here too much raining. မအဝါပေးကြမှာလားအဝါပေးကြ ဒါကတော့9နာရီကနေပြီးတော့12နာရီထိုးကန်ဒီ7မိနစ်လောက်ထိရေကူးတဲ့အဖွဲပါအခန်းလဲ late check out ဖြစ်ပါတယ်ဟုတ်ကဲ့ဟိုတယ်ကနေအပြန်လဲကျမအိမ်အုပ်လိုက်ကြည့်လိုက်လာပြီးတော့မုတ်တီဆိုင်ရမုတ်တီမှာစားကြပါတယ်ပြီးတော့တံပေါက်လဲစားပါတယ်ပြီးတော့တရေတမောအိပ်ပြီးညနေ9နာရီကျော်6နာရီလောက်မှပြန်သွားချင်ပါတယ်ဆိုတော့အလုံးကျေးဇူးတင်ပါတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲ